တည်းတောင်းနေရချင်းလား 1000နဲ့တော့မရှိတော့ဘူးဗျာဟုတ် အဲ့ဆို1000နဲ့ဒီဘက်ဆိုညီမလေးမယူတော့ဘူးလေ KB လေးပဲပြန်လွှဲပေးလိုက် ဟုတ်ရကျွန်တော် အဲ့ဒါမလွဲတော့ဗျာ ဟုတ် โอเค KB ထုတ်လို့ရလား ရတယ်ညီမလေးဟုတ်ဘယ်လောက်ထုတ်တာလဲ ဟုတ်ရှင်လား 3000ဟုတ်ဒါလေးစကန်လေးဖတ်ပြီနော် ဘယ်လဲပြီနော် ဟုတ်မှတ်တမ်းလေးချက်ပါနော်ဟုတ်ဒါလေးက3000ရပါပြီ ကိုထောင်းနေရွေးရှယ်လား ဟုတ်တယ်1000နဲ့ရွေးရှော့ပါညီမလေး ဟုတ်ကျွန်တော်1000နဲ့လို့ပြောတာထောင်းနေလို့လို့ရှင် 1000နဲ့ဆိုရင်9000နဲ့ဟို1000နဲ့ရောပြီးပြီ2000တော့မရအောင်ညီမလေးဥစ္စာနဲ့1000နဲ့ကြီးဖြစ်လို့ ဟုတ်ကဲ့အဲ့ဆိုရတယ်ကျွန်တော်တို့ကပြလိုက်1000နဲ့ပြလိုက်1000 KB ပဲပြန်နေတယ်ထောင်းနေကျွန်တော်မယူ 3000မထည့်မရှိတော့နော် ဟုတ်ကဲ့ပေါ့ ရအဲ့ဆိုဒါ2000ပြီးတယ်ဟိုတီးနံပါတ်လေးချက်နော် ကိုချက်ဆက်ကပါလိုက် ဟုတ်1000ပြန်ထည့်လိုက်နော် ကျေးဇူးပါ ဘာလဲညီမလေး ဘူး KB ထုတ်လို့ရလား ပြပြရတယ်ဟုတ်ဘယ်လောက်ထုတ်မှာလဲ တယောက်ဆိုရှင် ဟုတ်ရဒါလေး scan လေးဖတ်ပြီနော်ဒီမှာထုတ်ကလေးပါတယ်ထုတ်ကလေးကပေါင်းလွှဲပေးတယ်နော်ဟုတ်ကဲ့ဒါတသိန်းရိုင်နော် အော်1000နဲ့မြည်ပဲလား ဟုတ်ကျွန်တော်ဒီမှာနေ1000နဲ့နေပဲရှိတော့မှာဗျာဟုတ်ဒီနေ့ထုတ်ဟိုလွှဲတဲ့ဟာတွေ1000နဲ့ကြီးဖြစ်နေလို့လေ ဒီမှာတည်းတောင်းနေရချင်းလား 1000နဲ့တော့မရှိတော့ဘူးဗျာဟုတ် အဲ့ဆို1000နဲ့ဒီဘက်ဆိုညီမလေးမယူတော့ဘူးလေ KB လေးပဲပြန်လွှဲပေးလိုက် ဟုတ်ရကျွန်တော်ပြန်လွှဲပေးမယ် scan လေးချက်ဟုတ်တသိန်းပြန်လွှဲလိုက်ပြီနော်ဟုတ် လေ ဘာလို့လဲကို ဒီ ကြီး လဲရှင်းလို့ပါ ဟုတ်ရတယ်ကိုကြီးဟုတ်ဘယ်လောက်လွှဲမှာလဲ တိတ်တော့ဟိုနည်းနည်းပါပဲ ဟုတ် ခိုင်သေးတော့ပေါ့ခင်ဗျာ 10သိန်းလောက်လွှဲမှာဟုတ်ကိုကြီးဟုတ်လွှဲမယ်နံပါတ်လေးချက်တော့ပါ ဒီလေးရော ဟုတ်ကဲ့ဟုတ်ဒီနံပါတ်နော် မရရ 10သိန်းနော်ဟုတ်ရပြီကိုကြီးဟုတ်ငွေလေးစစ်လိုက်မယ်နော် โอเคပါ ဒါကိုကြီးဆိုင်ရပြီအခုက9000တန်းလို့မပေါ့ဗျာ မပေါ့ဟုတ်ခင်ဗျာ ဟုတ်လားသူကလေကျွန်တော်ရှိမှာ1000တန်းနဲ့လေဒီနေ့တအားများနေလို့ဟို9000နဲ့1000တန်းပိုင်လဲပြပါလားတချို့တွေကြောပြန်မယူဖြစ်လို့လေ1000တန်းကြော300နဲ့ခတ်လို့ မရှိလေအဲ့ဒါပဲရှိတယ်တောင်းတာနေပဲပါလာတယ်ဒီနေ့ ဟုတ်လားဟုတ်ကျွန်တော်ကအခုလွှဲပြီးပြီးတခြားဈေးဝယ်လိုက်1000တန်းနေပြင်တချို့ဈေးဝယ်ကြောမယူဖြစ်တော့လေကျွန်တော်အဲ့လိုမျိုးဖြစ်လို့ဗျ ဒါလွယ်လို့မရဘူးပေါ့ ဟုတ်1000တန်းဆိုတော့လွှဲလို့အဆင်မပြေလို့ပါဗျာဟုတ် ဘာဖြစ်လို့လဲဒါလည်းပတ်စံမလေး1000တာလေးလက်ခံလိုက်လေ ဟုတ်ပါတယ်1000တန်းလည်းပတ်ဆက်မှာပဲဒါပေမဲ့ဒီအပိုင်းတချို့တွေ1000တန်းကြရင်တိတ်မယူဘူးအဲ့လိုမျိုးတွေဖြစ်တော့ကျွန်တော်နည်းနည်းလေးခက်ခဲနေလို့ဗျာ ဒါအဲ့ဒါလည်းမလွယ်တော့ဗျာ ဟုတ် sorry ပါဗျာ ရတယ်